အခုဒုတိယနဲ့နောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော်ဒီဝင်ဒေးတန်ရှင်ခိုင်တူရဲ့ချင်းနဲ့ဒီပုတ်ကြော်ပြပါမယ်ခင်ဗျာတို့ကမဲမနဲ့နေအောင်ပြထုံးရဲ့စကိုင်းလာငါစောင့်နေမဲ့သူမလုံးချိန်ထားတဲ့တဲ့မြေပင်အိုရဲ့စီမျိုးသူကိုကြိုမြင်ရကိုလာမဲ့လို့ခုညတော့အိတ်နိုင်မဲ့မတင်ဘူးဦးတွေ့တဲ့ညနေကိုပြန်တွေ့ရင်စကားနဲ့စာမတတ်နိုင်အောင်ဒီပြေတွေ့လမ်းတော်ဝဲတီကိုပြန်ပို့ရင်ဆိုနေမျိုးချင်းနေကူးရင်မျောနေမယ်လို့ဆက်စတော့ရောက်အောင်လာမယ်တဲ့ရင်လမ်းသတ်တာသူဆုံးရင်ပြုံးတွေနှုတ်ဆက်နေတယ်တို့ဘွားရဲ့ခဏတာဒီချိန်လေးအတွင်းမှာအချစ်ကောအားရဲ့ဆိုင်ထားလမ်းဝေးရဲ့ညရဲ့ကုန်းမာတော့ခွဲကြားရတဲ့ယထာတန်ရင်ခုန်တန်လာစကိုင်းလမ်းတို့သွားချီတန်ပြီးလာခွဲတဲဆောင်ရအိမ်နဲ့ပြင်ရင်ညံမိုးစီပြီးသဖို့တို့လာနေပြီလေတဲ့ရင်လိုက်ခတ်တာသူဆုံးရင်ပြောတွေနှုတ်ဆက်လေတို့မွားရဲ့ခဏတာဒီချိန်လေးတွင်မှာအချစ်ခွန်အားရင်ဆိုင်ထားတို့ကမဲမနဲ့နေအောင်ပြထုံးရဲ့စကိုင်းလာငါစောင့်နေမဲ့သူမလုံးချိန်ထားတဲ့တဲ့မြေပင်အိုရဲ့စီမျိုးသူကိုကြိုမြင်ရကိုလာမဲ့လို့ခုညတော့အိမ်နိုင်မဲ့မတင်ဘူးအားလုံးကျေးဇူးတင်ပါတယ်